ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလောက်ဒါကိုပြေလေအောင်ကြိုးပမ်းအထောက်ရမယ်။ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်ဟုတ်လား။ဟာချစ်ဖို့ခင်ပွဲပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်းဒါဘာကြောင့်ဖြစ်လဲဒီဟာမဖြစ်အောင်ဘလို့လုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှားပညာရှိတဲ့နဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြေလေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့သေသေးရနဲ့ပျောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်နောက်ဆက်ပြောတာလေးကပိုးစဉ်းစားတဲ့အကောင်းအဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော်လဲပဲတစ်ခါတလေမှဒုက္ခကမငြိမ်ဘူးဘလောက်လှုပ်လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ်တက်ကြွတဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ခံပြီးတော့အကုန်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကန်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားတွေကပဲတချို့ပျောက်လားမပျောက်မပျောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ငါဘဝရကြောင်းကံတရားတွေကိုပြုခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာတော့ဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်များနီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူးဆိုလို့ရှိရင်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရတယ်ဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလုပ်ရမလို့ဆိုတော့သိခံရမယ်တဲ့ဒါအကောင်းဆုံးနည်းကိုပြောတာနော်နည်းမျိုးစုံနဲ့ကြိုးစားမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုသိခံသိမခံမဲ့နဲ့ဒေါသတွေနဲ့မကျေနပ်ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလက်ကပိုးတောင်ဆိုးသွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒါလေးကိုဘုံဘုံကသဘောကျအဲ့လိုမျိုးနော်စရာဗျာတိမရဏခယနတနာအိုရင်နာခြင်းသေခြင်းကုန်ခြင်းပြက်ခြင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမို့အားလုံးဖြစ်နေတဲ့ကိစ္စနော်စိုးရိမ်ခြင်းအဖြစ်အစာပြက်မယ်ရုပ်ပြက်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနည်းမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြိမ်းအေးအောင်နေနိုင်ရမယ်လို့